မင်္ဂလာပါပရိသတ်ကြီးညိုဒီနေ့ဖတ်ပြမှာကတော့ဆရာကြီးတော်ရာဆိုရဲ့အော်ခင်လေးရဲ့ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခန်းစားနားဆင်ကြပါအောင်ရှင်ကျွန်တော်ဒီနွေရာသီဤပူပြင်းသောအရှိန်တန်ကိုခန်းစားလျက်ကျွန်တော်ညီမလေးဤကုံစုံဆိုင်ရှိတန်းလျားကလထိုင်တွင်လက်ရန်ပေါ်၌ပစိုးဟောင်းတစ်ထည်ကိုခေါင်းအောက်ခုကတုံလုံးလှည့်ရင်ငယ်စဉ်တောင်ကြီးခလီးဘဝမှစ၍ရှေးဟောင်းဖြစ်တွေကိုပြန်ပြောင်း၍စဉ်းစားနေ၏ကျွန်တော်ယခုရန်ကုန်မြို့မှခေတ္တပြန်ရောက်နေသည်မှာကျွန်တော်ကိုဝေးခဲ့သောဤကာမဤခေဟာယခု1969ခုနှစ်ကျွန်တော်အသက်50ကျွန်တော်အမေက1941ခုနှစ်ကဤခေဟာမှာပဲကွယ်လွန်ခဲ့၏ကျွန်တော်အဖေကရှိသေး၏အသက်83နှစ်သွားနိုင်လာနိုင်စားနိုင်တောက်နိုင်ယခုညီမလေးများဤကုံစုံဆိုင်နှင့်ရက်ကန်းစဉ်အတွက်စောက်လုပ်ထားသောနေရာမှာရှေးရခင်ကဇပက်ကြီးမစောက်မီတော့ကဆိုရင်မီးဖို့ဆောင်ကျွန်တော်ဘိုးဘွားများလက်ထက်ကမူလပထမအင်ကြီးမှာမီးဖို့ဆောင်ကိုရှေ့ရင်းဘက်တွဲထား၏နောက်အဖေလက်ထက်ရောက်တော့သူခေတ်ကာလလျောက်စပားတူလောင်ရောင်းဝယ်ခြင်းပြုလုပ်မှမို့မီးဖို့ဆောင်ကိုနောက်ဖွေးဘက်ပြောင်းလိုက်ပြီးထိုနေရာကိုဇပက်ကြီးစောက်လိုက်၏ထို့နောက်လွတ်လပ်ရေးရပြီးဖဆာပါလာခေတ်ရောက်အစိုးရကစပတိုင်တွေဖွင့်တော့တောရွာတွင်ငွေရှင်ကြီးရှင်များစပားအယောင်းဝယ်မကောင်းတော့သည့်၌အဖေလည်းအသက်ကြီး၍သူခေတ်ကုန်ပြီဖြစ်ကြောင်းသိရှိတာဤစပက်ကြီးကိုဖျက်ပြီးသမီးနှင့်သမက်ဆန္ဒအလျောက်ကုံစုံဆိုင်နှင့်ရကန်းစဉ်အတွက်တည်ဆောက်စေ၏ကျွန်တော်တို့အိမ်၌ကုံစုံဆိုင်ဖွင့်ခဲ့သည်မှာကျွန်တော်လူမှန်းတည်ဆောက်ကျွန်တော်မိခင်လက်ထက်ကလေးကဖြစ်၏မိခင်ကွယ်လွန်ပြီးနောက်ဤအလုပ်ပြတ်ခဲ့ရာယခုသမီးအငယ်ဆုံးလေးအိမ်တောင်ကြတော့မှအမွေလက်ရာကိုပြန်ဆက်ခြင်းဖြစ်၏ကျွန်တော်ညီမသည်ခလီးငယ်တွေတွဲလွဲနှင့်ပင်သမီးပြိုတယောက်နှင့်ဆက်လဲချုပ်သည်ရက်ကန်းလဲရက်သည်ကုံစုံဆိုင်လဲရောင်းသည်ရာသီအလိုက်စိုက်ပျိုးခြင်းလဲလုပ်သည်သူ့ယောက်ျားကလဲနှစ်ရှင်းလုပ်သည်ထို့ကြောင့်သူတို့ချောင်းလဲစားနိုင်သုံးနိုင်ကြသည်ချေးရွာဤအခြေအနေမှာလဲရှေးရခင်ခေတ်နှင့်စာရင်များစွာချောင်းလဲကြသည်ဟုဆိုရမည်အကြောင်းမှာကျွန်တော်ဒီဖော်ပြသည့်အတိုင်းတန်းရားပေါ်၌မျက်စိမိန်၍ဈေးဝယ်လာတို့အတန်ပလန်ကိုနားထောင်နေသည်အကျွေးအလွန်ထဲသည်လက်ငင်းတွေများသည်နှုတ်ပြီးပစွန်ကြောက်ငကြီးကြောက်ငရန့်ကြောက်လက်ဖက်ပဲလော်ဝဲသည်များဖောတည်ရှိကြသည်ဟိုရှေးရခင်ကျွန်တော်မိခင်လက်ထက်တုန်းကမူဒီလိုအကောင်းစားငချောက်ငချမ်းနဲ့အပိုစာလက်ဖက်ပဲလော်တို့မှာအလွန်တရာရောင်းရခဲ့၍မြမထမင်းပွဲတစ်ခုမှမပါမဖြစ်တော့ငပိငရုတ်ကြက်တော်နေတို့ပင်10ဦးမှာ9ဦးလောက်ကအကျွေးကြီးဖြစ်ပါ၏ဘာကြောင့်ဒါလောက်မှတ်မိနေသနည်းဆိုတော့ကျွန်တော်အမေဒီဈေးရောက်နေတော့လေစာတစ်လုံးမှမတက်မှု၍ကျွေးစင်းရင်အားလုံးကိုကျွန်တော်ကမှတ်ရတော့ကြောင့်ဖြစ်ပါ၏ကျွန်တော်အမေဒီစိတ်မှတ်တော့ကောင်းပါ၏ကျွန်တော်เจ้าကပြန်လာရင်ဒီနေ့ဘသူကဘလောက်ဖို့ဘယ်နေ့ဘယ်တော့ပေးမိဟုပြောသွားကြောင်းသူ့သားစာတက်ကြီးအားမှတ်စေပြီးကျွေးတောင်းဖို့တာဝန်ကိုပါလွှဲအပ်၏ထို့ကြောင့်ကျွန်တော်မှညနေเจ้าကပြန်လာတိုင်းကျွေးစည်းရင်တစ်ကိုမှတ်ရ၏ကျွေးဟောင်းတွေကိုနေ့စဉ်လျှောက်တောင်းရ၏သို့တော်လည်းဘယ်တော့မှချိန်တဲ့အတိုင်းမရတတ်နေလွဲတွေကိုသာမိခင်ထံပြန်အစီရင်ခံရ၏အကြောင်းမှာထိုကာလသည်ဆရာဆန်တပုံခေ၏ပဝင်းကျင်နှင့်များဖြစ်လျာကြီးရွာတောင်သူတောင်သားလယ်သမားများအလွန်ဆင်းရဲကြက်တဲကြသောကြောင့်ဖြစ်၏အမှန်ကိုဆိုရတော့ကြီးရွာတို့တွင်ထိုအချိန်၌အင်ဂျီ90လျင်တအိမ်မျှဥပမာကျွန်တော်မိဘများကဲ့သို့လေပိုင်လက်ကျန်ကလေးရှိသူလောက်သာတင့်ရုံလောက်စားနိုင်သုံးနိုင်ရှိကြသည်ကျန်49အိမ်လောက်ကစပားပေးတင်တို့ယူဆကြရကုန်သောလေကူလီများသာဖြစ်ကြကုန်၏ရင်းသို့သောခေတ်ဆိုးကြီးမှသည်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးနောက်လွတ်လပ်ရေးရဖဆာပါလာခေရောက်လဲမြေဝေချမ်းရွေတွေဖြင့်စင်ရဲသားများ9ဧကစီရကြထိုမြနှင့်ကြီးရွာသားတွေလူငွေလူတောင်မပေါက်ကြသည်မြောက်လောင်းမဲ့နေရာမှာယခုတော်လိုင်းအစိုးရလက်ထက်ရောက်ခဲ့၍စိုက်ပျိုးရေးစရိတ်တွေပင်တောင်ကြီးတွေရေရောစွာချေခြင်းဂုံလျှော်ရင်စိုက်စေခြင်းအစိုးရသမဝါယမကိုင်တွေရှက်ကန်းတွေရက်စေခြင်းဖြင့်ကြီးရွာတွေမှာစပားပေးတင်တိုးခြင်းစနစ်တွေပပျောက်ကုန်လျက်ကြီးရွာသားများအသက်ရှူချောင်ကြ၍ဖွ
ဖော်ပြခဲ့သည့်အတိုင်းကျွန်တော်ညီမကုံစုံဆိုင်မှာလက်ငင်းတွေဝယ်နိုင်ကြခြင်းဖြစ်ကုန်ပါ၏တော်လန်ရေးခေပြောင်းသည့်ကြီးရွာတွေအတွက်တော့တိတိတတ်တာကြီးကောင်းနေပြီကျွန်တော်ဒီဤအကြောင်းများကိုပြန်ပြောင်းစဉ်းစားရင်ဈေးဝယ်လာကြသောကလေးလူကြီးတို့ကိုတစ်စေ့တစ်စောင်းအကဲခတ်လျက်ရှိသည်ကျွန်တော်ရွာကကာလကြာစွာခွဲခွာခဲ့သည်မှာယခုကျွန်တော်ညီမအငယ်ဆုံးလေး9နှစ်6နှစ်သမီးရွယ်ကဖြစ်ရာအနှစ်30ကျော်ကြာခဲ့ပြီဖြစ်၍များစွာသောသူတို့ကိုဘသူသားသမီးလဲဘသူမြေးလဲပင်မသိတော့အချို့မှာရွာဤသားသမီးများမဟုတ်ကြပဲရွာဤသမတ်ချွေးမများဖြစ်နေကြသည်ကိုတွေ့ရသည်သို့ရှိစဉ်ကျွန်တော်နား၌ထူးခြားသလိုရှိသောအမျိုးသမီးတစ်ယောက်၏အတန်သည်တနာစပွဲကျွန်တော်ညီမအားတောင်းပန်ခါရလေသည်မှာချူချူရဲ့အရင်အကျွေးနေပါအောင်မယ်အခုဟာလဲတဝက်ပဲယူပါအောင်ခလေးကမမတော့ငါကောင်းကောင်းအလုံးမလုပ်ရဘူးဟဲ့နောက်တော့ငါဆက်ဆက်ပေးပါမယ်နော်လာသမျှစည်းဝယ်တော့ရင်ဤမြအောက်ကျခံပြောတော့အတန်မကြားမိသဖြင့်ကျွန်တော်ရုတ်တရက်ခေါင်းထောင်ထကမျက်စိဖွင့်ကြည့်လိုက်မိရာချိုအမျိုးသမီးကကျွန်တော်အားဖော်ရွေစွာပင်အော်ကိုကျင်မောင်အလဲလာသလားဟုတ်နှုတ်ဆက်လေသဖြင့်ကျွန်တော်ကပြုံးပြီးခေါင်းညှိပြလိုက်ရပါသည်ကျွန်တော်စိတ်တွင်ပုံတံအားဖြင့်သူကကျွန်တော်ထက်ကြီးလိမ့်မည်ဟုထင်မိပါသည်သူ့ရုပ်သူ့အရွယ်နှင့်မလိုက်အောင်သူ့အတန်သည်တာယာသည်ဟုလည်းအောက်မေ့မိပါ၏သို့သောကျွန်တော်သူ့ကိုမသိပါဧကနာကျွန်တော်မရှိမှရွာသို့ရောက်လာသောရွာဤချွေမှဖြစ်တန်ရ၏သို့သောသူသည်ကျွန်တော်ဤငယ်နံမီကိုအဘယ်ကြောင့်သိနေပါသနည်းတဆင့်ကြားလည်းဖြစ်နိုင်ပါ၏ထို့ကြောင့်ကျွန်တော်သည်ဤမျိုးသမီးထွက်ခွာသွားသည်၌ခေါင်းကိုကလတ်ထိုင်လက်ရမ်းပေါ်အသားပြန်လှဲချရင်ချူချူအဲ့ဒါဘာတူလဲဟိအဲ့ဒါဘာတူလဲပြောလိုက်ရင်အကိုကြီးထခုံမှာပဲဟဲ့ငါကဘာကြောင့်ထခုံရမှာတော့နင့်မလဲအဲ့ဒါခင်လေးရဲ့ဘာဒါခင်လေးကျွန်တော်ငေါက်ခနဲ့ထထိုင်မိလျက်သားဖြစ်နေရကျွန်တော်ညီမကပြုံးစစ်စစ်နဲ့အကိုကြီးကထမခုံမိမယ်ခုံတော့ထတာပဲကျွန်တော်ရှက်စနိုးဖြစ်သွားကအေးဟဲ့နင်ပြောလဲပြောစရာပဲဒါခင်လေးဤနောက်ဆုံးစကားလုံးကိုကျွန်တော်အတန်ဆွဲ၍ပြောနေမိရာညီမကဟုတ်ပါတရှင်ဥပေါ်အိုင်သမီးခင်လေးမှခင်လေးအစ်စ်ပါဟင်းခင်လေးဘယ်နဲ့ဖြစ်ရတာပါလဲဖြစ်ရပုံကတော့အကိုကြီးရဲ့ထင်းတရေးနဲ့မြင်သေးတယ်ခင်လေးနဲ့ကျင်းရေးဆွဲတုံးခုကမောင်တကယ်လန့်ကျင်ပါတယ်ရွှေကူမြနဲ့နှစ်ပန်းတော့ကရဲ့မမီတဲ့ပန်းကိုလန့်ဖို့အရေးငယ်မျောတွေးရသူမှကွယ်ခင်ရဲ့ရှိမုန်းသူပမာဝါကူ၍တာပေးပါစားတော်လဲခင်ကိုမြင်တယ်အိတ်တော်လဲခင်ကိုမြင်တယ်ဂီတာဆိုတီးလို့ပြေမယ်သူ့ပင်မပြောဘူးမောင်တက်လေတင်စားလေးလှကမုံရဲ့ညလုံးမဲထင်တယ်မြင်တယ်ခင်ရဲ့ပင်ချက်ပြောသစဉ်အလှကိုမချင်းရသူမှကွယ်ထိတ်ထားရဲ့စိတ်အားငယ်ရှိမုန်းသူပမာဝါကူ၍သာဟေးဒေါက်တာကူမဟေးဟုဆိုကခင်လေးတို့အိမ်ကတရင်ငါလူမိုက်ဖိုးထိုက်ဆိုသူပြေးထွက်လာတော့အတန်ကြားရတော့အဆိုကြောကျွန်တော်နဲ့ဒန်အိုးနှင့်ကြောင်တရေပင်ကြိုကိုတုံခောက်လာတော့ကျွန်တော်အကိုဝမ်းခွဲတော်သူအောင်ထွန်းမြိုင်မှတဟုန်နဲ့တုတ်ချေတင်ခဲ့ရတော့သည်ဤမြမကသည်နောက်တနေ့ညတွင်ဥပောအိုင်အိမ်ရှိ၌၎င်းနောက်ဖွေးမှ၎င်းခေါင်းရင်းချေရင်မနီးမဝေးမှ၎င်းသူ့သမီး၏နာမည်ပါသောတခြင်းကို၎င်းညီသူမျှတီးဆိုတီးမှုတ်ခြင်းမပြုရပြုမှုသောခေါင်းအကွဲပဲဟူသောတရင်ငှားလူမိုက်ဖိုးထိုက်၏ဝမ်းနှင်ရောက်လာတဲ့ဒီတော့ကကျွန်တော်တို့မှာအသက်14-16နှစ်အရွယ်လားအင်မတန်ကြောက်တတ်သေးလေတော့ဖျားဆူရစီနောက်ထပ်မဝင့်မောင်ခမညာခင်လေးနဲ့ကျွန်တော်ဒီတတ်တူရွယ်တို့မျှတရွာရဲမွေးတရွာရဲသားချင်းဖြစ်ပါ၏သို့တော်လဲသူ့ကိုကျွန်တော်အိုစနာမှာခုနညီမဆိုင်တွင်မတွေ့မီတော့ကဆိုရင်လွန်ခဲ့သောနှစ်ပေါင်း35နှစ်ခန့်ကတစ်ချိန်သာမြင်ခဲ့ရဘူးပါသည်အဘယ်ကြောင့်လဲခင်လေးတို့မိသားစုသည်အင်မတန်သွေးကြီးမွေးကြီးနိုင်လုံးလာ၏ကျွန်တော်တို့ရွာတွင်သူတို့သည်အချမ်းသာဆုံးဖြစ်၏လေအေကအများဆုံးပိုင်၏သူတို့အိမ်သည်အကြီးဆုံးအကောင်ဆုံးဖြစ်၏ခြံဝင်းကျယ်ကြီးအတွင်းဝယ်ယောက်ျားကြီးလက်နှစ်ဖက်ပတ်မိယုံလောက်ရှိသောကျွန်းသားလုံးတိုင်များဖြင့်စောက်လုပ်ထားသည်
ခုနှစ်ပင်ငါးပင်နှစ်ထပ်အင်ကြီးနောက်ဖေးကမီးကိုဆောင်ခေါင်းနှစ်ဖက်နှင့်ထုတ်လေသဖြင့်ညီမျှကြီးပါသည်ခံမှန်းနိုင်ပါသည်သူ့မိုးပြင်တောင်ရှာရိုးခင်းရှာရိုးကနှုတ်ပြီးခြံဝင်းထရံကလည်းလုံလှပါ၏ထိုခေတ်ကသူတို့အိမ်ကိုဓမြမတိုက်ချေခင်လေးတို့မိဘဘိုးဘွားများအကြောင်းကိုကျွန်တော်အသက်မမီ၍နားမလဲတာရှိနေ၏ကျွန်တော်တို့ရွာကြီးသည်တောင်နှင့်မြောက်တန်းသောထိုစဉ်ကအင်ဂျီ300ကျော်ရှိသည့်ရွာကြီးဖြစ်၍တောင်ဘက်ပိုင်းနှင့်မြောက်ဘက်ပိုင်းဘုံကြီးကျောင်း2ကျောင်းရှိသည့်အနက်ရွာနေအားဖြင့်ခင်လေးတို့အိမ်သည်ကျွန်တော်တို့တောင်ဘက်ပိုင်းဘုံကြီးကျောင်းသို့လာတဲ့၏သို့သောခင်လေးဘကြီးဥဖို့နှင့်ကျွန်တော်တို့ဘုံကြီးကဘာကြောင့်လဲမသိမတည့်၍တဲ့ခင်လေးတို့အိမ်သားများသည်မြောက်ဘက်ကျောင်းကိုကိုးကွယ်ကြ၏ဒီတော့သူတို့အိမ်မှာနေ့စဉ်စုံမလောင်ရတော့ကြီးအကြောင်းမှာတောင်ဘက်ကျောင်းဆုံးခံနှင့်မြောက်ဘက်ကျောင်းဆုံးခံသည့်နယ်နိမိတ်ကန့်သက်ပြီးဖြစ်နေ၏ခင်လေးတို့အိမ်မှာကျွန်တော်တို့တောင်ဘက်ကျောင်းဆုံးခံဧရိယာ၌ပါရာသူတို့ကကျွန်တော်တို့ဘုံကြီးကျောင်းစုံမလောင်သည်ဖြစ်၍ကျွန်တော်တို့ကျောင်းဘက်ကဆုံးခံကျောင်းသားတို့သည်သူတို့အိမ်ကိုဒိဋ္ဌိအိမ်ကဲ့သို့သဘောထားကြသည်ကျွန်တော်တို့တောရွာတလိမှာမုတ်ဆိုးမအိမ်ကအစဟင်းမတက်နိုင်စေကမူဆုံးလေးလက်ဖက်ရည်ချမ်းတပကံစာလောက်တော့နေဆတူဝါလောင်းမြဲဖြစ်ရာခင်လေးတို့အိမ်မှာဤဘက်ကတဖူးနာလေပြီထို့ပြင်ခင်လေးတို့အိမ်သူအိမ်သားများသည်သူတို့အိမ်ကတရင်ငှားများမှလွဲ၍အခြားသူများနှင့်အဆက်အသွယ်အဝင်ထွက်မလုံးကျွန်တော်တို့ဖေနှင့်ခင်လေးတို့အဖေသည်တတ်တူ၍တူများသူတို့ချင်းလမ်း၌တွေ့လျင်၎င်းလယ်ထဲ၌တွေ့လျင်၎င်းနှုတ်ဆက်ကောင်းနှုတ်ဆက်ကြမည်ဖြစ်တော့လေကျွန်တော်အဖေသည်သူတို့အိမ်သွားတာကို၎င်းသူ့အဖေသည်ကျွန်တော်တို့အိမ်လာတာကို၎င်းတခါမျှမရှိခဲ့ဘူးကြီးကျွန်တော်သာလျှင်ခင်လေးအိမ်မှတရင်ငှားသဘောကောင်းသောဦးကျော်ခင်နှင့်ပတ်သက်၍သူတို့အိမ်ကြီးတဲ့တခါရောက်ဖူးသွားသည်ဒီတော့ကျွန်တော်အသက်15နှစ်ခင်လေးလည်းဒီလောက်ပဲကျွန်တော်ထင်သည်အပြိုပေါက်လူပြိုပေါက်တယောက်ခိတ္တမြမျက်စိချင်းစုံလိုက်မိသည်သူတို့ညီအမချင်းပြောသောခင်လေးအတန်ကိုကြားလိုက်ရဘူးသည်ခင်လေးသည်အတဝါချောသူ့အတန်ကလည်းကျွန်တော်ဘယ်လိုပြောရမလဲမသိတုံတတဆိုပါစို့အလွန်နားထောင်ရကောင်းပါ၏စိတ်ဆိုးလို့ရန်တွေ့ရတော့မှချစ်စရာကောင်းနေလိမ့်မည်ဟုကျွန်တော်ထင်မိပါသည်နှုတ်ပြီးခင်လေးစပင်ကလည်းကျွန်တော်တွေ့စဉ်ကခေါင်းလျှော်ပြီးစားဖြစ်လေရာဒူးစစ်အောက်ရောက်သည်မှလိုင်းတွန့်ကောက်ကလေးတွေနှင့်ဖြစ်ပါ၏ဆိုပါစို့လူငယ်တို့ဘာဝခင်လေးကိုကျွန်တော်မြင်ချင်းချစ်မိ၏ထို့ကြောင့်ဖော်ပြခဲ့သည့်အတိုင်းကျွန်တော်အကိုဝမ်းခွဲအောင်ထုံးမြိုင်ကိုဘင်းကြိုခောက်စေ၍ထင်တရည်နဲ့မြင်သေးတယ်ခင်လေးနဲ့ကျင်ရေးဆွဲတုံးကူကမောင်တကယ်လှမ်းကျင်ပါလှတယ်ဟူသောရတနာပုံမောင်စု၏တခြင်းကိုဆိုမိရာသူတို့တရင်ငှားလူမိုက်ပို့ထိုက်၏ကျင်းမောင်းခြင်းကိုခံရသည်နောက်ဤသို့မပြုရန်တတိပေးခြင်းကိုခံရသည်ကျွန်တော်ကိုခင်မင်သောသဘောကောင်းသည်သူတို့တရင်ငှားဥကျော်ခင်ကလည်းနောင်မင်းငါစီကိုဒီအိမ်လိုက်မလာပါနဲ့တော့ကွာဟုဝမ်းနဲ့စွာဖြင့်ပြောတဲ့ကိုကြားရပါသည်ဒီတော့ဒီကောင်ကလည်းပါမှုမြည်နေမွေးပြီးစားကိုကငါဘိမ်မိန်မှတော့မရမနေနိုင်ဘူးဆိုရယ်စိတ်မျိုးမှမပါခဲ့တာကပဲစင်စလဲခင်လေးနဲ့ကျွန်တော်ဘယ်နည်းနဲ့မှမနှီးစပ်နိုင်ပါရုပ်ရည်နဲ့ပညာအရေးချင်းကျွန်တော်ကညံ့လို့မဟုတ်ပါသို့တော့ဤခေတ်ဤခါ၌ကြီးရွာကကြီးရတဲ့တို့စကားပြောကြသည်မှပစ္စည်းခမျှခင်လေးတို့၏အဖေနှင့်အမေလက်ထက်ကြစဉ်ကကျွန်တော်မမီခဲ့တော့လဲတက်ကြီးစကားကြားသိရပါသည်တူရဲသောသားသမီးချင်းတစ်ဖက်ကိုလေဧက90နဲ့ရွှေကဘလောက်သားစီဆိုလဲထိတ်ချင်းပေါက်ကြတာတဲ့ချို့တို့နှစ်ဖက်ပေါင်းလေဧက100မှအစပြုခဲ့၍နွား3-4ရှင်းလောက်သူတို့ကိုယ်တိုင်လုပ်ပြီးကြံလေများကိုလေထောက်ခချခြင်းဖြင့်တစ်နှစ်ထက်တစ်နှစ်စီးပွားတက်ခဲ့ရာသူတို့သားသမီးများအရွယ်ရောက်ကြသည့်၌သူတို့တွင်အတွင်းပစ္စည်းအပြင်ပစ္စည်းတွေညီမျှကျွဲဝနေပြီလေကျွန်တော်မပြောနိုင်ပါကျွန်တော်မိဘများကဘိုးဘွားလက်ထက်ကတော်တော်လေးရှိခဲ့ဟန်တူပါရဲ့သို့တော့ကျွန်တော်မွေးစားနှစ်လောက်ကစပြီးရွာရီတဲ့ချစ်တီးများဝင်ရောက်မွေးနှောက်လိုက်ရာကျွန်တော်လူပြိုပေါက်ဖြစ်သောအရွယ်၌လဲများတဲမရှိတော့ပြီတရှင်းလောက်တကလေးများသာကြံတော့၏အခြားသူများနှင့်စားလျင်ကျွန်တော်မိဘများကတော်သေးသည်ဟုဆိုရမည်အချို့မှာနေအိမ်ပါလေးလံပြစ်ခံရ၍အိုးခွက်နှင့်အိပ်ရာလိတ်လောက်ဆွဲဆင်းရသူတွေများပင်ရှိကြပါ၏ထို့ခေတ်၌တရွာလုံးရှိလဲပိုင်ရှင်များချစ်တီးကျွေးနှင့်မကင်းနိုင်ကြတော့လေချစ်တီးနှင့်လုံးဝမပတ်သက်ခဲ့သူကခင်လေးတို့မိဘများပင်ဖြစ်တော့၏
အောင်မဲ့သူတို့ကချစ်တီးထက်တောင်ချမ်းသာကြသေးတာဟုပြောစမှတ်ပြကြ၏သို့သောငွေကြေးနှင့်ပတ်သက်၍ကရွာထဲတွင်ညီသူနှင့်မျှဆက်ဆံခြင်းမပြုကြခင်လေးတို့ဖိုးဥပေါ်အိုင်ဤရောက်ကမဥဖော်သည်အင်မတန်စီကံကြည်သည်ကဆေးနေသည်ဟုပြောကြသည်သူသားမင်းများသည်ပတ်စံချမ်းသာသောသားသမီးရဲ့ဟု၍ပေါက်ပန်းစည်းဝယ်ချမ်းစားတော့ခြင်းမပြုရသူတို့အိမ်မှာတနွေတမိုးစာရိတ်ခါအပြည့်ဝယ်ထားသည်ကလေးတရေစာကိုလည်းအိမ်မှာပဲလှုပ်ကြွေးသည်တဲ့ထို့ကြောင့်သူတို့အိမ်မှာဈေးတဲ့အဝင်အထွက်မရှိစင်စစ်လဲလုတ်သားများမှလွဲ၍အခြားသူအဝင်အထွက်မရှိသလောက်ပင်အမှန်အားဖြင့်ခင်လေးတို့မိဘများသည်ပစ္စည်းမာနအလွန်ကြီးကြခြင်းဖြစ်သည်သူတို့သားသမီးများကိုလည်းအိမ်ထဲကအိမ်ပြင်မထွက်စေရအခြားကလေးများနှင့်ရောနှောမှာကိုအလွန်ဆိုးသည်သူတို့တွင်ခင်ကြီးခင်လက်ခင်လေးကိုကြီးဟုမောင်နှမ၄ယောက်ရှိသည့်အနက်ညီသူမျှကြောင်းမနေရပြီကျောင်းသွားရင်အခြားကလေးများကစော်ကားမော်ကားပြုမှဆိုလို့တဲ့စာကိုအိမ်မှာပဲသူတို့အဖိုးဥဖော်ကသင်ပေးတဲ့ကျွန်တော်စိတ်တွင်ဒင်းတို့တွေစာကောင်းစွာတက်လိမ့်မည်မထင်မတက်ကဖတ်တက်ရုံလောက်ရှိမည်ဖျားရှိခိုးအမျိုးမျိုးဆိုတတ်မည်ခင်လေးနဲ့ကျွန်တော်လူပြိုပေါက်အပြိုပေါက်တွေ့ကြဘူးသောအချိန်၌သူ့အမခင်ကြီးနှင့်ခင်လက်တို့မှာလောက်လောက်လလအပြိုကြီးများဖြစ်နေကြပေပြီသို့သောကာလာသားများမချင်းကနိုင်ကြပါမိသားဖသားပြီးတောင်းရမ်းကြမည်ဆိုလေအ ਨੇ ဆုံးလေဧကအစိတ်တော့လက်ဖွဲ့နိုင်မှဖြစ်ရကထို့အချိန်မှာကြေးရွာတွေချစ်တီးတန်ခံရပြီးဖြစ်၍10ဧကထွက်နိုင်သောသူတို့သားကလူစွမ်းကောင်းဖြစ်နေသည်ထို့ကြောင့်ခင်ကြီးနှင့်ခင်လက်တို့မှာပြိုင်မက်မရှိခောက်ထားခဲ့ကြရရာအပြိုကြီးများဘဝနှင့်ပင်နောက်ဆုံး၌တည်သွားကြရသည်ဟုကြားသိရပါသည်ကျွန်တော်သည်1938ခုနှစ်ကရွာမှထွက်ခဲ့၍နောက်တွင်ရွာကိုရောက်တယ်ဆိုရင်တော့ခေတ္တများလောက်သာပြန်ရောက်တတ်ပြီးအနှစ်30ကျော်ကမှစောစောကဖော်ပြခဲ့သည့်အတိုင်းညီမဤကုံစုံဆိုင်မှာခင်လေးဤအဖြစ်ဆိုးကိုတွေ့ရ၍သူတို့အကြောင်းမေးကြည့်တော့ရှေးရခင်အိမ်ကြီး၌ဟိတ်ဟန်ကြီးခဲ့သောထိုအိမ်သားများနှင့်ခင်လေးနှင့်ကိုကြီး2ယောက်သာကျန်တော့သည်ဤ2ယောက်တည်းရှိရသောမောင်နှမ2ယောက်လည်းမသိမြတ်ကိုကြီးကခင်လေးကိုအိမ်ကြီးမှနှင်ထုတ်ထားသည်ဘာကြောင့်တော့ခင်လေးမှာအပြစ်ရှိလို့တဲ့ကျမမှတ်မိသလောက်ဆိုရင်တော့ကျွန်တော်ညီမချူချူကပြောပြပါသည်သူတို့အဖိုးဥဖော်ကအင်္ဂလိပ်ခေတ်မှာပဲတည်တယ်ဥပေါ်အိုင်တို့လင်မယားကတော့ဂျပန်ခေတ်မှာဆုံးကြတယ်မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်အဲ့ဒီအိမ်ကြီးမှာအပြိုကြီးခင်ကြီးနဲ့ခင်လက်တို့ကဦးစီးပြီးကိုကြီးကလေကောင်းဆောင်လုပ်တယ်အဲ့ဒီတော့မှခင်လေးကသူတို့အိမ်ကတရင်ကပေးရေးဆိုတဲ့ကောင်လေးနဲ့ခိုးရလိုက်ပြေးတယ်ပေးရေးကအသက်20လောက်ခင်လေးက30လောက်ရှိနေပြီအဲ့ဒီအခါမှာခင်ကြီးနဲ့ခင်လက်အပြိုကြီးများဒေါပွားလိုက်တဲ့ဖြစ်ချင်းမပြောနဲ့တော့တသက်အပြက်ပဲပေါ့ဒါနဲ့ရက်ရွာကလူကြီးကမိန်းကလေးဆင်းရဲပါမယ်ဆိုပြီးပြန်ခေါ်ဆေးဆက်တယ်ဒါပေမဲ့မိဘမျိုးရိုးအိုးမဲတုတ်တယ်ဆိုပြီးအိမ်ပေါ်တော့ပြန်လက်မခံဘူးတသက်အပီအမွေပြက်ပဲဆိုပြီးလေဧက20လောက်ပေးလိုက်တယ်ကျွန်တော်ကဟာဒါဖြင့်ဘဲဆိုးလို့တော့ဒါပေမဲ့ခင်လေးယောက်ျားပေးရေးဟာနည်းနည်းမှမကောင်းအရက်တောက်တယ်ဘိန်းစားတယ်ဖဲရိုက်တယ်တတိနဲ့ရှိတဲ့လေလေးတွေရောင်းပြလိုက်တာနောက်ဆုံးတော့ကုန်မာရောလားအဲ့ဒီတော့လင်မယားကွဲရောခင်လေးမှာကလေး3ယောက်ကျန်ခဲ့တယ်ဒါဖြင့်ခင်လေးခုပမာနေလဲဘာလို့စားလဲလှုပ်စားရတာကတော့ချီဟတ်ချီချရက်ဖောက်ရောက်ပေါ့နေရတာတော့ဟိုတုန်းကသူတို့အိမ်ကတရင်ငါကိုဖိုးတိုက်ကြီးအကိုကြီးတိလားတိတာပေါ့ဟိုတုန်းကငါရှိုက်မယ်လို့တဲ့လို့ဟုတ်ကျွန်တော်နှုတ်မှာရုတ်တရက်ထွက်မိရညီမကဘာကြောင့်လဲမေးသဖြင့်15နှစ်အရွယ်ကအဖြစ်ကိုရှင်းပြလိုက်ရသေးသည်ချူချူကရင်နေပါသည်အေးရဲစရာပေါ့ဟဲ့ခုခင်လေးကကိုဖိုးထိုက်အိမ်မှာနေရသလားဘယ်အိမ်ပေါ်မှာဟုတ်မလဲအင်ချီရင်ဘက်မှာအဖီလေးချနေရတယ်အဲ့ဒါသူ့မောင်ကိုကြီးကပြန်မခေါ်ဘူးလားမခေါ်ဘူးလေခင်ကြီးနဲ့ခင်လက်တို့80နောက်ဆင်းဆိုသလိုတေကုန်ကြတော့မောင်နှမလေး2ယောက်တည်းကျန်တော့တာအတူတကွပြန်နေကြဖို့အရက်လူကြီးကပြောကြပြီမရဘူးသူ့လယ်တွေနောက်ထပ်ခွဲပေးရမှာဆိုလို့နို့ခင်ကြီးနဲ့ခင်လက်တို့တေကြတော့လယ်တွေအားလုံးကိုကြီးကရသလားရတာပေါ့ဒါပေမဲ့တိတ်မကြလိုက်ပါဘူးလယ်မြေဝေချမ်းရည်တွေနဲ့တွေ့သွားတော့အခုသူတယောက်လို့ဆိုတာတရှင်းလောက်ပဲရှိတော့တယ်အေးကောင်းကွာနို့ဒီကောင်လေးကခုလယ်လောက်တက်လားမလောက်တက်ငတ်သေးသွားမှာပေါ့သူဘာပညာမှမတတ်တာပဲသူကမိန်းမမရှိဘူးလားယူတာပေါ့ယူတာမှကိုအုံးရွှေမိန်းမခလေး3ယောက်နဲ့မုတ်ဆိုးမလေးလေဒါတော့ဘသူကပေးစားလို့လဲဘသူမှပေးစားလို့မဟုတ်ဘူး
သူ့အမခင်ကြီးနဲ့ခင်လက်တို့မမကြတော့မုတ်ဆိုးမလေးကအင်းကြီးပါနာဖြစ်တော့လာရောက်ပြုစုတယ်အဲ့ဒီတည်းကနီးစပ်သွားကြပြီးတော့အပြိုကြီးများတေသွားပြီးမကြခင်ပဲသူတို့ညားကြတာပေါ့သူတို့ကတော့အခုအဲ့ဒီအင်ကြီးမှာပေါ့နော်ဒီလောက်အင်ကြီးကျင်နေတာခင်လေးကိုပြန်ခေါ်ဖို့တော့ကောင်းတယ်ဒါဖြင့်အကိုကြီးပဲသွားပြီးစိတ်ဆက်ပြီးတော့ခင်လေးဟာအားကြီးသနာစရာကောင်းတယ်သူ့သမီးအကြီးဆုံးလေးဟာဘယ်တော့မှမမအောင်ကျောကုန်းမှာဝမ်းတွင်းပါအနာပစုတ်ကြီးနဲ့အကိုကြီးသွားကြည့်ပါလားသူတို့သားမိတွေနေရတာတိတ်သနာစရာကောင်းတာပဲကျွန်တော်လည်းခက်ပြင်းပြင်းရှိနေသည်နဲ့အေးဟဲငါသွားကြည့်အောင်မယ်ဒီအချိန်သူ့အိမ်ကိုဖိုးထိုင်များရှိမလားမသိဘူးကျွန်တော်ညီမကရေမောရင်ခုတော့အကိုကြီးကိုရိုက်လို့မဟုတ်တော့ပါဘူးသွားတာသွားပါဟေးနင်ကလည်းငါသူ့အိမ်သွားတော့သူ့များတွေ့မလားမေးတာပါတွေ့စရာမလိုပါဘူးခင်လေးနေတာကသူတို့အိမ်ချီရင်ဘက်ကအဖေပဲမအေးကြီးအိမ်ဘက်ကနေပြီးဝင်ရတယ်ဟုတ်ပါ၏အဖေဆိုဒီမှာတခုဤနန်းရဲ့အပြင်ဘက်ကတစ်ဖက်ရဲ့အမိုးကလေးချကအစင်လေးထိုးနေခြင်းဖြစ်ပါသည်ကိုပိုးထိုက်အိမ်ချီရင်ဘက်မအေးကြီးအိမ်ကောင်းရင်ဘက်ခြံဆောင်ရင်ပေါက်မှရှောင်းတစ်ချက်ဟန်၍ခင်လေးဤအဖေပေါက်ကိုခေါင်းဝင်ကြည့်လိုက်သောအခါရက်ဖောက်ရောက်နေသောခင်လေးသည်ရုတ်တရက်လန့်သွားကကျွန်တော်မှန်းသိသွားသည်၌ပြူးပြူးပြပြထိုင်ရမှထားလျက်တခုတည်းသောတယောက်ထိုင်သင်ဖြူစုပ်ကလေးကိုဆွဲခင်းနေသဖြင့်ကျွန်တော်မှလာမိတာမှားလေပြီဟုအားနာစွာနှင့်နေပါစေခင်လေးနေပါစေကျွန်တော်မထိုင်ပါဘူးမက်ခင်လေးကလေးမမဘူးဆိုလို့လာကြည့်တာပါခင်လေးသည်ကျွန်တော်အားဘာပြန်ပြောရမှန်းမသိရှာကြည့်သူ့ကလေးကအသက်10နှစ်ကျော်နေပြီဖြစ်တော့လေဟိုဟိုတီတီမလျှောက်နိုင်ပဲတငင်းလုံးပေါ်ကောင်းအောင်တင်၍ရှင်ဘတ်အောက်ခုကလေးဘတ်ထောင်နေရရှာသည်ကျောမှအနာကြီးကဗတ်ပြင်းနှင့်သူ့အဖေမှာမီးပုံနှင့်အိုးခွက်အိပ်ရတော့သည်ညစ်ပေပွားရောင်းကတဆက်သေးပြန်ကျဲအိုးလောက၌ဒီလောက်တနာစရာကောင်းသောကလေးနှင့်ဒီလောက်ဆင်းရဲသောမိန်းမကျွန်တော်ခင်လေးအားဘာစကားတစ်ခေါက်မှပြောရမှန်းမသိတော့ပဲသူ့အဖေအခန်းပေါက်မှခေါင်းရုပ်ခါထွက်ခဲ့တော့သည်နှုတ်မှလည်းမဆက်ခဲ့မီအပြင်ရောက်တော့မှတပ်ပြင်းကြီးကိုရှူလိုက်ပြီးကျွန်တော်စိတ်ထဲဝဲအော်ခင်လေးရဲ့ဟူ၍သာ1980ခုဇန်နဝါရီမြဝတီအစုပ်တိနာဆင်ပေးသွားတဲ့ပရိသတ်အရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်တာယာတဲ့နေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ကြပါစေရှင်